ဒီနေ့ဝက်နံရိုးနဲ့ချင်မောင်ဟင်းလေးချက်ပြမှာပါဝက်နံရိုးကိုစားချုံမုံစနွင်းမုံငွေပြာရိုးကိုထည့်ပြီးတော့နှက်ထားပေးပါမယ်ငရုတ်သီးထောင်းထားပေးပါမယ်ကြက်သွန်ဖြူကြက်သွန်ဤငရုတ်သီးစိမ်းမုံကိုအဓိကပါဝင်ပါတယ်ရှင်ဝက်နံရိုးလေးကိုလူလူအေးလေးစားချင်တာကြောင့်ဒီနေ့ pressure cooker လေးကိုသုံးထားပေးပါတယ် pressure cooker ထဲမှာခုနကထောင်းထားတဲ့ငရုတ်သီးကိုစီတတ်မယ်စီတက်လို့အယောင်လှလာပြီဆိုရင်နေထားတဲ့ဝက်နံရိုးလေးတွေကိုထည့်ပြီးတော့အရသာဝင်သွားအောင်ဝင်ပေးထားပါမယ်ပြီးရင်တော့လိုအပ်တဲ့ရေပမာဏကိုထည့်ပြီး pressure cooker လေးအဖုံးအုပ်ပြီးတော့မီအေးအေးလေးနဲ့မိနစ်30လောက်တည်ထားပေးပါမယ်ချင်မောင်ချက်ကိုစီတက်ပါမယ်စီတက်လို့ချစ်သွန်လေးလိမ့်လာပြီဆိုလို့ရှိရင်တော့ခုနကသမီးတော်လေးထောင်းပေးထားတဲ့ပစုံရောက်လေးကိုထည့်လိုက်ပါမယ်ပြီးရင်ငပြားကြီးပေါက်မယ်ပြီးရင်တော့ချင်မောင်ရဲကလေးတွေနွန်းသွားအောင်ကြေသွားအောင်ဝင်လိုက်ပါမယ်ချင်မောင်ရဲလေးတွေနွန်းလာပြီးကြေလာပြီးဆိုရင်တော့မြစ်ကလေးတွေထည့်မယ်ငရုတ်သီးစိမ်းလေးတွေထည့်မယ်အရသာလေးတွေသွင်းပြီးသွားလို့ရှိရင်တော့လိုအပ်တဲ့ရေပမာဏကိုထည့်ပြီးတော့ဖုံးအုပ်ပြီးတည်ထားလိုက်ပါအောင်ရှင်အရန်ကိုလိုက်ဖက်တဲ့ချင်မောင်ဟင်းလေးနဲ့ဝက်နံရိုးကြောင့်ထမင်းအိုးကိုထပ်တင်လိုက်ရပါတယ်ရှင်။စားကောင်းကြပါစေ။